Good morning ကဲအားလုံးတာလီစောပါအခုတော့ရှင်းမိုင်ကားဂိတ်မှာပေါ့နော်ကျွန်တော်တေးတာတော့ရှင်းမိုင်ကားဂိတ်နားကပဲအဲဒီ Diamond Grand Hotel မှာတေးတယ်တကယ်တော့နိုင်ငံခြားကနေပြီးတော့ဗမာပြည်ကိုမေးဆောက်တော့ဘာတော့ဘက်ကပြန်မယ်ဆိုလို့ရှိရင်ဘန်ကောက်ကိုမစီးပါနဲ့ဘန်ကောက်ကိုစီးလို့ရှိရင်အဝေးကြီးလာရတယ်ပတ်စံလည်းအများကြီးကုန်တယ်ဘန်ကောက်ကနေပြီးတော့အဲ့ဒီမိုချစ်ကိုတော့ရတာပဲတိုက်စီနဲ့နော်အဲ့ဒါကားဂိတ်ကိုတော့တာဘယ်လောက်ပေးရ900လောက်ပေးရတယ်အဲ့ဒီကားဂိတ်ကနေပြီးတော့မှကျွန်တော်တို့မေးဆောက်ကိုနောက်ထပ်900ပေးရပါတယ်900လောက်ကုန်တယ်အတိအကျတော့မဟုတ်ဘူးက900လောက်ကုန်တယ်အဲ့မှာသက်သက်1000လောက်ဖြည့်သွားပြီဘက်နော်ကျွန်တော်ဒီရှင်းမိုင်ကိုရောက်တော့ရှင်းမိုင်ကနေပြီးတော့မှဘာပေါ့လေငွေရဆင်းတယ်ဆင်းပြီးတော့ရှင်းမိုင်ဒီကားဂိတ်နားက Diamond Grand Hotel မှာတည်တယ်ဟိုတယ်တော့မဟုတ်ပါဘူးကအပါတမန့်ပုံစံမျိုးပါပဲအဲ့ဒီကိုလာတာအဲ့ဒါတော့ည7နာရီထိုးနေပြီအဲ့ဒါကြောင့်မို့လို့200ပေးရတာတက်စီနဲ့လာတာနော်ဒါပုံမှန်ဆိုရင်တော့150ပါပဲဒီကနေပြီးတော့မှနောက်ကျွန်တော်တို့မဲဆောက်ကိုသွားမယ်ဆိုရင်ဘယ်လောက်ကုန်လဲနောက်ဘယ်လောက်ကုန်လဲဆိုတော့မဲဆောက်ကိုဆိုရင်300 400လောက်လို့ကုန်မယ်ဗျအရင်တော့ဆိုအဲ့လောက်မဟုတ်ဘူးဒီနှစ်က2026မှာဈေးနေတက်သွားဘာလို့လဲဆိုကျွန်တော်ကဒီကနေမဲဆောက်ကိုပုံမှန်သွားမယ်ဆိုရင်နေခင်းဘက်လောက်မှ12နာရီလောက်မှရှိတာကားတွေကအဲ့ဒါနဲ့မဲဆောက်ကိုမစီးပြင်းနဲ့အမြန်ရောက်ရှင်နေဆိုရင်ပြောတာ TAK เนาะ TAK tag ဆိုတဲ့နေရာကိုအဲ့မှာကားလမ်းပဲဖြတ်လိုက်မဲဆောက်ကိုမစီးနဲ့မဲဆောက်စီမိုးရှုံးမှရောက်မယ်တက်ကိုစီးလိုက်ရင်8နာရီခွဲလောက်ထွက်ရင်တော့မှနေခင်ပဲတနာရီလောက်ဆိုရောက်ပြီတနာရီ2နာရီအများဆုံးပဲအဲ့ဒါအတော်ပဲကိုဗမာပြည်ပြန်ပြီဆိုရင်တော့ဒါဟိုဖြစ်လို့ပါဒါဒီမှာတေးတာလေဘယ်လောက်မှမပေးရဘူးအခန်းအခြေကြီးပဲနော်အခန်းကတော့အခြေကြီးပဲတခန်းမှာကိုယ့်အကူဒီတိုင်းလာပြီးတော့ကားဂိတ်နားမှာလာပြီးတော့ဘုတ်လို့ရင်တော့900ပဲပေးရတယ်ဒါပေမဲ့ကျွန်တော်ကဟို online ကဘုတ်လို့လာဆိုတော့လေဘယ်လောက်ပေးရလဲ600ကျော်လောက်ပေးရတယ်အဲ့တော့ဘာဖြစ်နော်ဒီရှင်းမိုင်ကလာတာတော့ပို့ပြီးတော့ကျွန်တော်တို့ကအဆင်ပြေတယ်မေးဆောက်ကိုစီးမယ်ဆိုနော်ဒါတော့ကားဂိတ်ပေါ့အဲ့ဒီကားဂိတ်မှာကြိုက်တဲ့နေရာဝယ်လို့ရတယ်ကားလမ်းမတွေနော်နောက်တိရှိနာလေးရှိလို့ရှိရင်မေးလို့ရပါတယ်နော်